ဘဝတစ်ခုကိုရလာတာနီးလေးမျိုးနဲ့ရလာတာဒါကိုယောနိလေးမျိုးလို့ခေါ်တယ်တချို့တတ္တဝါတွေကြတော့ဥထဲမှာတရေတည်ပြီးတော့ဖြစ်ကြရတယ်ဒါကိုအန္တဇလို့ခေါ်တယ်တချို့တတ္တဝါတွေလူတွေလိုဟာမိခင်ရဲ့သားအိမ်ထဲမှာတရေတည်ကြရတယ်ဒါကိုဇလာဘုဇလို့ခေါ်တယ်တချို့ကြတော့အညှိတို့ဘရုံမာကြာပန်းတဲ့တို့ဝါချုံညာတို့စသဖြင့်တန်တေရဇအညှိတစ်ခုပေါ်မှာတွဲပြီးတော့ပရိသေတွေတည်ကြတယ်အဲ့ဒါကတန်တေရဇလို့ခေါ်တယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဘွားကနေကိုထင်ရှားဒီဘဝမှာရမဲ့ပုံတရံအတိုင်းပြည့်ပြည့်ဝဝဖြည်းဖြည်းလေးကြီးလာတာမဟုတ်ဘူးဘဝရဲ့အနေထားခန္ဓာကိုယ်အရွယ်အစားအချိုးကျတခါတည်းဘွားကနေပေါ်သွားတာဒါကြတော့ဥပပပရိသေတွေလို့ခေါ်တယ်နတ်တွေမြမာတွေဟာဥပပပရိသေတွေနေကြတာငရဲမှလည်းပဲဥပပပရိသေတွေအနေနဲ့ဖြစ်တာ